ကွန်ရေတကွန်သွားနေတာပါကွန်ရေတကွန်ကကြတော့ကွန်ဟင်းမြို့မှာရှိနေတာပေါ့နော်ဒီခတိတို့ညရောက်သေးတယ်ဘာလို့လဲဆိုညနည်းနည်းလေးနောက်ကျတော့တနေ့ကုန်မောင်းရတာဆိုတော့ရောက်တဲ့အချိန်မှာညနေ9:00နာရီဆိုတော့အဲ့နေပဲဒီမှာတော်တော်မှောင်သွားပြီ9:00နာရီခွဲလောက်ဆိုရင်လေညရောက်တယ်မောင်မဲမဲဒါပေမဲ့အဲ့ကြည့်တော့လေလမ်းမပေါ်ကနေတိတ်မဝေးလို့လေရအောင်တော့ကြည့်လိုက်တာပေါ့နော်မောင်တော့သူတို့ကဘလို့မှအဲ့မှာအိတ်ဖို့ရောနေဖို့ရောတိတ်အဆင်မပြေတော့မောင်မဲမဲကိုရီးယားလည်းမမြင်ရဘူးဆိုင်ကယ်ကလည်းဒီဘက်ကမ်းမှာထားခဲ့ပြီးမဟုတ်ဘာလို့ကူးသွားမှာဆိုတော့အားနေအဆင်မပြေလို့ကိုရင်းမြို့ပေါ်မှာလည်းငါတော့အိတ်ပြီးတော့မှအခုမနေ့ကျမှလည်းဒီရေတကွန်စီကိုပြန်ပြီးထွက်လာတာပေါ့နော်ရေတကွန်ကမှရေတပိုင်းဆော့ပြီးမှဟိုတယ်ပြန်လို့ပဲဒါပေမဲ့နည်းနည်းလေးအဖွဲလိုက်ဟိုလုံးဒီလုံးနဲ့ဆက်လို့မနေ့စားလာတယ်ဆိုတော့နောက်ကျသွားတော့မထူတော့ဘူးဆိုပြီးဆိုင်ကယ်ဝတ်စုံတွေပြေးသွားဖို့ပြေးဆောင်ဖို့ပြီးတော့ဒီကိုဟင်းကိုရေတကွန်ပေါ့ကိုမဟုတ်ကိုပေါ့နော်ရေတကွန်ကိုကလေးထွက်လာခဲ့ကြပါလေဆိုင်ကယ်နဲ့တွားတဲ့လမ်းကတော့လမ်းနေရှိရဲဒါပေမဲ့ဒီကြောက်တွေပေါ့နော်ကြောက်တွေခင်းတွေကတော့တော်တော်များတယ်ဒါပေမဲ့လမ်းပြေပါတယ်10မိနစ်လောက်ပဲမောင်းရတာဆိုတော့10မိနစ်တောင်မဟုတ်တကယ်မောင်းရရင်10မိနစ်လောက်ပဲထဲဝင်ရတာဆိုတော့လေမစိုးဘူးလို့ပြောလို့ရတယ်ပေါ့နော်လမ်းပြီးတော့အဲ့မှာဆိုလဲတကယ်မြက်ခင်းစိမ့်နေနဲ့ကိုက်ရက်ဖို့နေရာတွေပါဆိုကြဲဝန်းရှိရဲတခုပဲအဲ့မှာခုနပြောသလိုပဲဟိုလူမရှိတာပေါ့နော်ရက်မဲ့နေရာမရှိတာဆိုကားပါကင်နေရာပေါ့ကားတွေပါရက်ထားလို့ရတယ်လူစီတဲ့ချိန်ဆိုတော့လူတွေပါရှိမှာပေါ့နော်ကိုရီကြတော့ဆိုင်ကယ်ကိုအထုပ်တွေရောပါတယ်ရောအဲ့မှာဒီဘက်တစ်ချမ်းမှာထားခဲ့ရတာဆိုတော့အရန်ကြီးတော့ဟိုတိတ်စင်မပြေဘူးအဲ့ရကလေးတွေကိုပဲအကူကြီးတောင်းပြီးတော့ပဲဟိုဆိုင်ကယ်ကိုစောင့်ပေးဖို့အတွက်ဆိုပြီးတော့ထားခဲ့ရတာပေါ့နော်ပြောလားပြောတာဟောဘယ်လိုပြောမလဲတော့မလိုက်对，让专利的。ဒီစက်တီးကျိုးဆွဲတဲ့လိုမျိုးလေဟိုဘက်မှာမြင်နေဖောင်းဟိုဘက်ရောက်နေလို့ဆိုစေဒီမှာကဖောင်းစီတယောက်ကို4000လားမသိပြောတယ်မနေ့ညရောက်ပြီးရမ်းမှောင်နေလို့ပြန်လာကွန်ဟင်းမှာသွားအိတ်ဒါကွန်ရေတကွန်ပေါ့နော်ရေတကွန်သွားဟိုပြောတာတော့ဒါကဟိုက်ပါရေတကွန်ကနေကျလာတဲ့ရေပေါ့နော်ဆိုတော့ဒါရေတကွန်ကမရောက်သေးရေတကွန်အထဲထဲမှာဟိုအတန်ပဲကြားရတယ်အဲ့ရဟိုဘက်ချမ်းကိုကူးမယ်ဆိုရင်တောတဲ့ဘက်ကိုကူးမယ်ဆိုရင်နာဟိုဘက်မှာဖောင်းရှိရယ်ဒီမှာစတီးကျိုးလိုမျိုးနဲ့ဆွဲပြီးတော့ဟိုဘက်ကိုကူးရမှာပါဆရာသမားကတော့ရောက်ရရက်မှာကော်ဖီတပူပါတယ်ကော်ဖီမုတ်ဖြော်မယ်ကော်ဖီဖြော်မယ်ပြီးရင်သူကအဲ့နေရာမှာကော်ဖီတောက်ပြီးထိုင်ချေမယ်အဲ့ဒါတစ်ခုနဲ့နေသူကတာရနေရေပြင်းထဲမှာလေအမိုက်တွေလုံးဝမရှိဘဲနဲ့စိမ့်နေတာပဲရေဟာလေကိုဘက်ကမ်းမှာဆိုဖုန်းကြီးကြောင်းလေးရှိတယ်ဖုန်းကြောင်းလေးတော့တာရအခုကလေးတို့ရေကွန်ဘက်ကိုသွားမယ်လေရကြတော့ဒီတန်တင်နဲ့လောက်ထားတာပေါ့နော်လေရတော်တော်ကြီးရတန်တင်နဲ့လောက်ထားတာအဲ့ကွာတက်ပြီးဘာလို့ ရလဲဟာရှိလဲငါဆိုင်ဖွင့်နေတာဆိုင်ဖွင့်နေဟာဆိုင်သမင်းဆိုင်ရှိတယ်ပေါ့ပုံမှာဟောတုံးပင်းဘွားကလာတော့လို့ရတယ်ဘယ်သွားရေးတကွန်လားဟောဒီလိုမျိုးရတော့မှာပေါ့ဒီအားလည်းဟုတ်တယ်ဟိုပေါ်ရက်နောက်တော့ဟိုအဲ့ဒီဒီကိုဖောင်းနေတော့မှာဟုတ်မာဟိုဒီကြောင်ပဲအဝေးရဟုတ်ညရောက်တယ်ဒီညနည်းနည်းမှောင်လို့ပြန်သွားတော့တယ်လဲတော့ကိုတင်ကြတော့ပြထိုင်မင်းညလာတော့အဲ့ဒီအကောင်လေးတယောက်ပြောတာပေါ့နော်မှောင်နေတော့ကိုရီးယားမမြင်ရဘူးဘန်ဂလိုရှိရလို့ပြောတယ်ဖုန်းကြီးစီစဉ်ထားတဲ့ဘန်ဂလိုတော့ရှိရဒါပေမဲ့ဘန်ဂလိုကဘလို့ဘန်ဂလိုမှလည်းမှောင်မဲနေတော့မမြင်ရဘူးပေါ့နော်အခုဒီဘက်ထဲကိုဖြတ်တော့မှတော်တော်ကိုလှတဲ့အဆောင်ကြီးကလေဟိုဘန်ဂလိုပုံစံမျိုးလေးတွေစောက်ထားတာဒါပေမဲ့ဟိုအဲ့ဒါဟုတ်မဟုတ်တော့မသိဘူးပေါ့နော်ဒါပေမဲ့စောက်ထားတဲ့အဆောင်ကအဲ့ဒီနေရာမှာမထင်တော့ရအောင်တော်တော်ကိုလှတယ်ပြီးရေပြင်းကလည်းစိမ့်နေတာရေကုန်တန်းကလည်းဝိုးဆိုရေကြီးနဲ့ကြာနေဖြစ်တဲ့အတွက်လေတော်တော်ကြီးကိုမိုက်တယ်
ဒါဆိုရင်မသိရင်တော့ဟိုဘန်ဂလိုဆိုရင်တော့ luxury hotel ကြီးတွေလိုပုံစံမျိုးစောက်ထားတာပေါ့နော်။အိမ်မှာဒါများအိမ်ပြင်နေရမယ်ဆိုရင်တော်တော်မိုက်မှာဒါပေမဲ့အဲ့ဒီနေရာကိုသွားရင်တော့ပူလိုချင်တဲ့စားတောက်တွေပါလေယူသွားပြီးတော့လိုလိမ့်မယ်။ကေဗီများအဲ့ဘန်ဂလိုညာတော်ထဲမှာအိတ်ကြမယ်တက်နေအိတ်ကြမယ်ကမ်ပင်းလုပ်ကြမယ်ဆိုရင်လည်းကိုလိုအပ်တဲ့ပစ္စည်းတွေစားဆုံးတည်သွားဖို့ယူသွားဖို့တော့လိုလိမ့်မယ်ဆိုင်ကယ်တို့ပါလို့ဆိုရင်တော့ဆိုင်ကယ်ကခုနကတည်းကရက်တဲ့နေရာမှာပဲရက်ခဲ့ရတယ်အဲ့တော့ပစ္စည်းစိတ်ချအောင်ဆိုရင်တော့ပြင်ဆင်မပြေဘူးပေါ့နော်ကဲပြီးပစ္စည်းစိတ်ချရတယ်ကိုကဘာမှရေးကြည့်ရတမရှိအောင်ပေါ့ဆိုဆိုင်ကယ်ဘက်မှာထားပြီးတော့ဒီဘက်မှာတ냐ကမ်ပင်းနဲ့လာအိတ်လို့ရတယ်ပေါ့နော်ဒီဆိုရင်ကြီးစိမ့်တာအဲ့တော့မှရေမုံကြီးစင်နေပါတော့ရေတကောနားရောက်တော့မယ်ရေတကောနားရောက်တဲ့အချိန်မှာလည်းရေမုံကြီးစင်တော်တော်ကြီးကိုလှပါတယ်တော်တော်ကြီးကိုကြီးပြီးအေးနေတာပေါ့နော်ဒါကရေကုန်လို့ပြောရင်ကွန်အော်ရေတကုံပေါ့နော်ကွန်အော်ရေတကုံကဟိုအိုက်ပါနေပြီးတော့စက်သိစီကြလာတဲ့ရေတကုံပေါ့နော်ကွန်အော်ရေတကုံဘယ်မှာရှိလဲဆိုတော့ကွန်ဟိန်းမှာရှိတယ်ကွန်ဟင်းမှာရှိရဆိုတော့ကျန်းတောင်းကနေဆိုကွန်ဟင်းကိုတစ်စက်လာနေဆိုတော့3နာရီလောက်တော့ဝေးလို့မှတ်မှာတွေ့ရတယ်ကွန်ဟင်းကြီးရောက်တော့ပြီးတော့လမ်းလေးကိုရမ်းမှုတယ်ညာ10မိနစ်လောက်တော့မောင်းရတယ်ဆိုတော့အရင်ခေါင်းထဲမှာမပါဘူးကွန်ဟင်းလည်းအဲ့ဒီလမ်းပေါ်ကနေပြီး20မိနစ်လောက်ပြင်နေရတာပေါ့နော်ဒီကြီးကတအားလာဒါကတော့တုတ်နဲ့နောက်ထပ်ရေတကုံနှစ်ထပ်ရေတကုံလားမသိဘူးရေတကုံနည်းနည်းကြီးတဲ့နေရာကိုထပ်ပြီးတော့သွားပါမယ်ဆဲလိုက်ရခုနရေတကုံကြီးကိုလေးနဲ့ပတ်တယ်ပေါ့နော်လေးကအဲ့နာမှာရက်လို့မရဘူးအဲ့တော့လေးမောင်းပြီးတော့ပတ်ပို့တယ်ခလေးတော့နှစ်ခါပုတ်ခိုင်းတော့နှစ်ခါပေါ့နော်ဓာတ်ပုံနဲ့ရိုက်ချင်လို့ဆိုပြီးလိုက်ပို့တယ်အခုပြီးအဲ့ပြီးနာကန်းကိုကပ်ပြီးွားရင်နောက်ထပ်ရေတကုံတစ်ခုကိုသွားဖို့အတွက်ကြတော့ထော်လာကြီးနဲ့သွားမှာရတကယ်ထော်လာကြီးကိုထော်လာကြီးဆရာသမားကလည်းသူကပမာစကားတစ်လုံးမှမတတ်အဲ့ဒါကြီးရလမ်းတော်တော်ကြီးကျန်းတယ်ကျန်းတာမှာတော်တဲ့ဝင်ရတဲ့လမ်းဆိုတော့လေကလုံးကလန်နဲ့မှာအဲ့အုတ်ထုပ်ကြီးရောမနေသေးနောက်ကနေထိုင်ပြီးတော့လိုက်ရတာပေါ့နော်သူကအဲ့ဒီပဲနောက်ရေတခုသွားမယ်ဆိုထော်လာကြီးစီးရင်တော့တယောက်ကို3000ပေးရတယ်ခုနလေးစီးတာကတယောက်ကို4000ပေးရတယ်ဟိုဒီပြီးတော့သူတို့ထော်လာကြီးသွားလောက်တဲ့လမ်းလေးပေါ့နော်အတိကဆိုင်ကယ်တို့ဘာလို့လဲဆိုရင်မောင်းလို့ရလောက်တယ်ဒါပေမဲ့ဟိုပြဿနာကခုနကဒီဘက်ကိုဆိုင်ကယ်ကြီးတခြားတွေကုလို့မရဘူးပေါ့အခုဒီမှာကျတော့လေရောက်လာတဲ့အချိန်မှာ Virgin Area ဆိုမှဧည့်သည်တွေရောက်ပုံရတယ်ရင်တော့လည်းစိုက်ခန်းလေးလိုမျိုးတွေ့တယ်ပေါ့နော်ဒါပေမဲ့အခုတော့ဘာမှမရှိဘူးဘာဆိုဘာမှမရှိတာဒီရောက်တဲ့ချိန်မှာရင်တော့တဲလေးတွေတကယ်ဟိုကိုင်းကြည့်လို့ပုံစံလေးတွေကိုသူတို့စီစဉ်ထားပုံရတယ်အခုတော့ရာသီချိန်မဟုတ်လို့ပဲပြတ်နေရလားအစီအစဉ်မဲ့ project ပဲပြတ်သွားလားတော့မပြောတတ်ဘူးပေါ့နော်အဲ့လိုလေးတော့တွေ့တယ်ပြီးတော့ဒီနေရာကလေရေဆော့မယ်ဆိုဆော့လို့ရတဲ့ထဲမှာပါတယ်ပေါ့နော်ရေတခွန်နဲ့လည်းအရင်မနီးပဲနေသူကဟိုရေငိန်တဲ့ထဲမှာပါတော့လေနည်းနည်းလေးရေဆော့မယ်ဆိုဆော့လို့ရတယ်ဒါပေမဲ့ခတီတော့စီဆိုင်ကယ်ဝစီးဝစုံနေလဲဆိုတော့ဘာဝစုံမှမပါတော့ဘလုံးမရေတဲ့ကိုမစင်းခဲ့ရဘူးပေါ့နော်အခုဒီဟာလေးကကြတော့ကျိုးဖောင်လေးပေါ့ခုနပြတယ်ကျိုးဖောင်လေးကိုအဲ့ဒါစီးကျင်လို့ဆိုပြီးတော့လှမ်းပြီးတော့ကိုကြီးတောင်းတော့အဲ့ဒါဦးစင်းလေးတစ်ပါးကဒီကျိုးဖောင်ကိုဒီဘက်ကန်းအောင်လာကတ်ပေးတာပေါ့နော်လာကတ်ပေးတာဦးစင်းတစ်ပါးလေးနဲ့ဒီဘက်ကန်းကိုကတ်လာတာကဟိုပြဿနာမရှိဘူးပေါ့နော်ဆွဲနိုင်နေဒီဘက်ကိုချော
ရောမွေ့ရောက်လာတယ်အဲ့မှာကိုရီဆွဲကြည့်မယ်ဆိုပြီးဟိုဘက်ကန်းကိုကူးကြည့်တဲ့အချိန်တွဲမှာ3-4ရောက်လောက်ဝိုင်းဆွဲတာတော့မှတော်တော်ကြရက်ထနေတာပေါ့နော်မလဲဆွဲယူရတယ်အဲ့တော့တော်တော်ယူအားနဲ့ဆွဲယူရတယ်ခုတော့ဖောင်လေးစီးပြီးအခါမှာတော့ပြန်มาပြီရှင်